စားအကြောင်းဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မိမိတို့နေ့စဉ်စားသုံးနေသောစားသည်အလွန်အသုံးဝင်သည်စားသည်မိကဲ့သို့အသုံးဝင်သည်စားမိကဲ့သို့ရရှိသည်ကိုသိပါသလားစားမပါသောဟင်းသည်အရသာပေါ့ပြက်ပြက်ဖြစ်တတ်သည်အငံထက်ပါဝင်သောစားသည်အစားအစာများကိုအရသာရှိစေရုံမကကျန်းမာရေးအတွက်ပါအထောက်အကူပြုသည်ချွေးထွက်လျင်ခန္ဓာကိုယ်အညစ်အကြေးတို့နှင့်တကွစားတတ်ပါသွား၍ကာယလုပ်သားများနှင့်အားကစားသမားများသည်တန်မှန်လူတို့ထက်စားတတ်ပိုမိုလိုအပ်သည်သို့သောတန်ဆေးလွန်ပေးဆိုတကဲ့သို့စားအစားများလုံးနှင့်ကျန်းမာရေးထိခိုက်နိုင်သည်စားသည်ခန္ဓာကိုယ်အတွက်အသုံးဝင်ရုံသာမကအသားငါးများမပုတ်မတိုးပဲကြာရှည်ခံအောင်စားနယ်၍ငပိငချောင်းအသားကြောင့်စားသည်တို့ပြုလုပ်ရာတွင်လည်းအသုံးဝင်သည်ထို့ပြင်လေချောင်းနာသွားနာပါကစားရည်ဖြင့်ပလုတ်ခြင်းပေးလျင်သက်သာနိုင်သည်စားဖြင့်သွားတိုက်ခြင်းပါဇက်ဆေးခြင်းတို့ကိုပြုလုပ်လေရှိကြသည်စားကိုအမျိုးမျိုးအသုံးပြုနိုင်သည်စားကိုလူတို့သာအလိုရှိသည်မဟုတ်တရိษံနှင့်တစ်ပင်တို့သည်လည်းစားတတ်လိုကြောင်းသိပ္ပံနည်းအရာသိရှိရသည်တောတွင်တရိษံတို့သည်စားပေါက်သောမြေကိုရှာဖွေပြီးရှာဖြင့်ရက်၍စားကြသည်စားကိုမြန်မာနိုင်ငံတွင်မြည်သည့်အရက်ဒေသမှရရှိပါသည်ရှေးအခါကပဲခူးနယ်မှစားအမြောက်အများထွက်ခဲ့ဘူးသည်ယခုအခါတွင်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်စားလုပ်ငန်းကိုအကြီးအကျယ်လုပ်ကိုင်လျက်ရှိကြသည်အဘယ်ကြောင့်ထိုဒေသများတွင်စားလုပ်ငန်းကိုလုပ်ကိုင်ကြသနည်းထိုဒေသများသည်ကမ်းရိုးတန်းဒေသများဖြစ်သည့်အတွက်ပင်လယ်ရေကိုအလွယ်တကူရရှိသောကြောင့်ဖြစ်သည်စားထုတ်လုပ်ရာတွင်ပင်လယ်ရေကိုကြိုချက်၍ချက်စားအဖြစ်၎င်းရေခမ်းအောင်နေလန်း၍နေလန်းစားအဖြစ်၎င်းပြုလုပ်ကြသည်အရက်ဒေတာအချို့တွင်စားပေါက်သောမြေကိုရေဖြော်၍လည်းစားထုတ်လုပ်ကြသည်အချို့နိုင်ငံများတွင်စားတောင်ကြီးများစားတွင်ကြီးများရှိနေသဖြင့်တထုတူးဖော်တကဲ့သို့စားတူးယူ၍စားထုတ်လုပ်ကြသည်အိုင်အိုဒင်းတက်ချို့တဲ့သောလူတို့တွင်လယ်ပင်ကြီးယောဂဖြစ်တတ်သဖြင့်အိုင်အိုဒင်းဖြည့်ဆွတ်ထားသောစားကိုလည်းတီးတန့်ထုတ်လုပ်ကြသည်အကယ်၍စားလုံးဝမရှိပါကစားတတ်ရအောင်မည်သို့ပြုလုပ်နိုင်သနည်းစားလုံးဝမရှိတော့သောအရေးပေါ်အခြေအနေတွင်ဝါစသည့်အပင်မျိုးကိုမီးရှို့ပြီးရလာသောပြာကိုစားအစာအသုံးပြုနိုင်သည်အဘယ်ကြောင့်နည်းတစ်ပင်မှရသောပြာများတွင်အညံဓာတ်အနှဲငယ်ပါသောကြောင့်ဖြစ်သည်ထိုနည်းဖြင့်မိမိတို့နေ့စဉ်စားသုံးနေသောစားသည်အလွန်အသုံးဝင်ကြောင်းနှင့်ထိုစားကိုရရှိရန်ရှေးယခင်ကပင်အမျိုးမျိုးတီထွင်ကြံစားခဲ့ကြောင်းကိုသိရှိရပါသည်